ဒီနေ့တော့အနိုင်ပဲဗျာဒါမနေ့ကတော့ဒါချက်စီကကျွန်တော်တို့ရွေးချယ်သူတွေကိုကောင်းကောင်းကြီးပညာပြသွားတယ်နှစ်ကူပြတ်နဲ့ဥဆောင်နေပြီးတော့မှနှစ်ကူပြန်ပေးလိုက်ရပြီးတော့ဒါပွဲပြီးကန်ဒီမှာလေနောက်ဆုံးမိနစ်မှာကိုပါမဂိုးအလွတ်ကြီးကိုလွဲအောင်ကန်သွားတာဒါကျွန်တော်တို့အောရင်ခဲ့သမျှရည်သက်ချလိုက်ရတယ်ပေါ့ဗျာနေ့ကတော့ဒါဂိုးပေါ်မရွေမိတာလေးကိုပဲနောက်နိုင်ရပါဒီညမှာတော့ဒါနောက်ထပ်နောင်နာတွေမရဘူးတကယ်အမှန်ကန်ဖြုတ်မဲ့အတင်းတစ်သိန်းကိုထပ်ပြီးတော့ရွေးချယ်ပေးကြပါခရစ္စတယ်ဘဲလေးနဲ့ဘန်လေးဒီပွဲမှာတော့ဒါ Asian Bellies ကနေပြီးတော့ Body J1D ကိုအောင်ကြီး2ရှုံးဆိုပြီးတော့ပေးတာပါတယ်ဒါလက်ရှိဒါ Bellies ရဲ့ current form ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးပြီးခဲ့တဲ့ Sunday ကမှဒါ Brighton အဝေးကွင်းကနေပြီးတော့အနိုင်ရပြီးတော့12ပွဲသက်တိုက်ဒါနိုင်ပွဲပြောက်ဆုံးမှုအဆုံးသတ်ထားနိုင်ခဲ့တာပါဒီမျိုးကာလရှည်နိုင်ပွဲပြောက်ဆုံးမှုအဆုံးသတ်ထားနိုင်ခဲ့တာဒါ Bellies အတွက်အလေပြောင်းဖြစ်လာပြီလို့ပြောလို့ရပါတယ်လက်ရှိဒါ Bellies အသင်းသားတွေကမော်ရီပိုင်းဆိုင်ရာရလဲတိုးတက်ကောင်းမှုနေမယ်လို့ယုံကြည်ရပါတယ်ပြီးတော့ဒီဇန်နဝါရီအပြောင်းအရွှေ့မှာလဲ Bellies ကဒါ Wolverhampton တင်းကနေပြီးတော့တိုက်စစ်ကစားသမားဖြစ်တဲ့လာဆန်ကိုခေါ်ယူထားခဲ့တာပါတစ်ဖက်ကဘန်လီအသင်းကတော့ဒါပရီးမီးယားလိနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်တိုက်ရှုံးနေထားပြီးတော့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုလဲတန်းသင်းဆောင်တိုက်ပွဲအနေနဲ့ဝက်ဆမ်အသင်းကိုသူ့ရဲ့အထက်ကပေါ့နော်ဇယားမှာသူ့အထက်မှာရှိနေတဲ့ဝက်ဆမ်အသင်းကိုအိမ်ခွဲမှာလက်ခံကစားပြီးတော့ရှုံးနေသွားတယ်ဆိုတော့ဒါဘန်လီအသင်းသားတွေကမော်ရယ်ပိုင်းဆိုင်ရာမှာလက်ရှိတော့ broke ဖြစ်နေပြီလို့မြင်ရတယ်ပြီးတော့ဒါလက်ကျန်ပွဲတွေကိုကြီးမယ်ဆိုရင်လည်းဘန်လီကဒီတန်းဆင်းသွားပြီလို့ပြောလို့ရတယ်တန်းသင်းဆောင်ကနေလွတ်ဖို့အတွက်ရမှ17မှတ်လောက်လိုအပ်နေတာဖြစ်ပါတယ်ဆိုတော့ဒါဒီနှစ်သင်းရဲ့ထိပ်တိုက်တွေးဆုံမှုကြည့်မယ်ဆိုရင်လည်းနောက်ဆုံးထိပ်တိုက်တွေးဆုံမှု9ချိန်မှာ Crystal Palace က3ချိန်နိုင်ပြီးတော့2ချိန်တရေကျတာတယ်ဒါ Palace ကနောက်ဆုံးကစားခဲ့တဲ့3ချိန်စလုံးမှာအနိုင်ရတာတယ်ထူးခြားတာတခုကတော့ဒါနိုင်ခဲ့တဲ့ပွဲတွေအကုန်လုံးက Palace က 1-0 2-0 3-0နဲ့အဲ့လိုဘန်ဒီဘက်ကဂိုးပြန်မသွင်းနိုင်ပဲနဲ့နိုင်ရတာကိုတွေ့ရတယ်ဆိုတော့ဒါလက်ရှိအမှတ်ပေးစရာရဲ့အဆင့်73မှာရှိနေတဲ့ Palace က19မှာရှိတဲ့ဒါဘန်လီကို 1D ကြေးပေးလာတာဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ညီကိုဘရာသာတွေရောဒီပွဲတင်ဘယ်လိုမြင်လဲမသိဘူးတွေးမြင်လေးဝင်ရေးသွားလို့ရပါတယ်ကျွန်တော်တို့ဒီပွဲမှာဒါနိုင်ပွဲတွေဆက်ပြီးတော့ပေါ်ဆောင်သွားမယ်ဒါ Crystal Palace ကိုပဲယုံကြည်ပြီးတော့ Crystal Palace body ကိုပဲရွေးချယ်ကြပါတယ်ဆိုတော့ဒီပွဲတင်တော့ Crystal Palace body လေးကိုရွေးပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ